တူတီဝါသနာရှင်ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြပေးမယ်ကျွန်တော်တို့ဒီနေ့17လပိုင်း4ရက်နေ့17လပိုင်း4ရက်နေ့နေကုန်းဝမ်းချင်းနဲ့ကီးနေကိုကျွန်တော်ပြသပေးတော့မှာဖြစ်ပါတယ်အချင်းပြည့်လို့လည်းပြောလို့ရတယ်ဗျတစ်ချက်လောက်ကြည့်လိုက်အောင်ချိန်မိအောင်လို့မြန်လေးတင်ပြလိုက်နော်ဒီကစကြည့်မယ်ဆိုရင်ကျွန်တော်တို့တင်ပါတော့နော်ကျွန်တော်တို့အလဲပေါင်းရင်တစ်ဖြစ်ပြီဆိုတာနဲ့သူရဲ့နောက်3ရက်အတွင်းမှာ6လေးပရိတ်6လေးဝါချင်း6လေးပရိတ်ဆင်းပေးရမယ်ဆိုတော့ကျွန်တော်ဒီမှာ6လေးဒီတစ်လုံးနဲ့ဆင်းပေးခဲ့တယ်အခါဒီမှာ6နှစ်အလဲနှလုံးပေါင်းရင်တစ်ဖြစ်တာဖြစ်တဲ့အတွက်4 9ဝါချင်း4 9ပရိတ်ဒီမှာ4 5ဆိုပြီးတော့ထပ်ပြီးတော့3ရက်အတွင်းမှာဆင်းပေးခဲ့တယ်ပေါ့နော်အဲ့လိုပဲဒီမှာလည်းအဲ့လိုပဲကျွန်တော်အလဲပေါင်းရင်တစ်ဖြစ်တယ်4 9ဝါချင်း3ရက်မြောက်နေ့မှာ6 8ဆိုပြီးဆင်းပေးခဲ့တယ်ပေါ့နော်အဲ့လိုမျိုးလေးဒါ live လိုက်တာပေါ့လိုက်လိုက်တဲ့အချိန်မှာမိတ်ဆွေတို့အနေနဲ့ရှားကြည့်ပါပေါ့ကျွန်တော်ကတော့အချိန်ရှားရသလောက်တော့မြန်လေးပြလိုက်မယ်နော်ဒီမှာအလဲပေါင်းချင်းတစ်ဖြစ်တယ်4 9ဝန်းချင်း6ခွန်းအလဲပေါင်းချင်းတစ်ဖြစ်တယ်4 9ဝန်းချင်း4 9ပရိတ်4 9ဝန်းချင်းကိုအတိကပေးတာပေါ့နော်ခွန်းလေးအလဲပေါင်းချင်းတစ်ဖြစ်တယ်4 9ဝန်းချင်း3ရက်အတွင်းဒီမှာအလဲပေါင်းချင်းတစ်ဖြစ်တယ်3ရက်အတွင်း4 9ဝန်းချင်း5 9ဒီမှာလည်းပေါင်းချင်းတစ်ဖြစ်တယ်4 9ဝန်းချင်းလူမျိုးလေးပေါ့လိုက်စိတ်ကြီးပေါ့နော်ကျွန်တော်အချိန်မီမှာကြောက်လို့မပြောတော့ခင်ဗျကျွန်တော်တို့အခုကျွန်တော်တို့အခုဒီအင်္ဂါနေ့မနေ့4ရက်နေ့17လပိုင်း4ရက်နေ့အင်္ဂါနေ့မနေ့ပေါ့ထိုးရမယ်ဟာလေးလိုက်ရှာလိုက်ပါပေါ့နော်ကျွန်တော်လိုက်စစ်ပြီးပြီပေါ့4 9ဝန်းချင်း4 9ပရိတ်ပေါ့နော်ဒီမှာလည်းပေါင်းချင်းတစ်ဖြစ်တယ်4 9ဝန်းချင်း3ရက်အတွင်းလည်းပေါင်းချင်းတစ်ဖြစ်တယ်4 9ဝန်းချင်း3ရက်မြောက်နေ့3ရက်1အလဲပေါင်းချင်းတစ်ဖြစ်တယ်4 9ဝန်းချင်း9 9 4 9လေးလဲပေါင်းချင်းတစ်ဖြစ်တယ်3ရက်အတွင်းမှာ4 9ဝန်းချင်း9 6အခုအလဲပေါင်းချင်းတစ်ဖြစ်ထားတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ဂျာတာလေးနေရပါတော့အလဲပေါင်းချင်းတစ်ဖြစ်တယ်4 9ဝန်းချင်း3ရက်မြောက်နေ့ကိုရောက်သွားပါပြီ3ရက်မြောက်နေ့ရောက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနေ့အင်္ဂါနေ့နေကုန်မှာ4 9ဝန်းချင်းကိုကျွန်တော်တို့ကစားရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါနေပြီးတော့ကျွန်တော်တစ်ချက်ကီးယူတာပြမယ်ကီးယူပုံလေးရတော့ဒီနားလေးပေါ့နော်ကျွန်တော်တို့ရှားရတော့ဒီနားလေးအပေါ်ရန်လေး4 9ဝန်းချင်းကိုပြမှာဖြစ်တယ်ဒီမှာပေါ့နော်4 9ဝန်းချင်းကိုကျွန်တော်38ကီးနဲ့ကတ်ချင်တာပေါ့နော်ကြိုက်နေတဲ့ယူတော့မှာကျွန်တော်ဒီမှာဘုဒ္ဓဦးနေမနက်ခင်းထိပ်စီ6တောက်ကြမနက်ထိပ်8 6 8 4 9ဝန်းချင်းအင်္ဂါနေ့မှာဆင်းပေးပါတယ်4 9ဝန်းချင်း4 3ကိုဆင်းပေးပါတယ်ဒီမှာလည်းဗုဒ္ဓဦးမနက်2ထိပ်တောက်ကြညနေ6ထိပ်2 6 4 9ဝန်းချင်း2 6ဆိုတော့8ပေါ့နော်8 3ဝန်းချင်း8 3ကီးပေါ့နော်8 3ကီးအင်္ဂါနေ့မှာဆင်းပေးပါတယ်အခါဒီမှာကျွန်တော်တို့ဗုဒ္ဓဦးမနက်3ညထိပ်တောက်ကြ5ထိပ်နှလုံးပေါင်းရင်5ပါဝါ3ည5 3ညဝန်းချင်းအင်္ဂါနေ့မှာဆင်းပေးပါတယ်ဒီမှာလည်းဗုဒ္ဓဦးမနက်5ထိပ်စီတောက်ကြညနေတောက်ကြမနက်ထိပ်စီ3 5 3 8 8 3ဝန်းချင်းမှာကျွန်တော်တို့အင်္ဂါနေ့မှာဆင်းပေးပါတယ်23လို့ဆင်းပေးပါတယ်ဒီမှာ9ထိပ်တောက်ကြနေ့ဗုဒ္ဓဦးနေ့မနက်ခင်းထိပ်9ထိပ်တောက်ကြမနက်ထိပ်1ထိပ်9 1 3 5ဝန်းချင်းဒီမှာကျွန်တော်အင်္ဂါနေ့မှာဆင်းပေးပါတယ်ဗုဒ္ဓဦးမနက်ထိပ်စီခွန်းတောက်ကြမနက်ထိပ်စီခွန်းခွန်းပေါင်းရင်4ပါဝါ9 4 9ဝန်းချင်းအင်္ဂါနေ့မှာနေကုန်မှာဆင်းပေးတယ်ပေါ့နော်အခုအဲ့လိုမျိုးကျွန်တော်ကီးယူလိုက်တာကနှလုံးပေါင်းရင်1ရဲ့ဗုဒ္ဓဦးမနက်ထိပ်စီ1ရဲ့တောက်ကြမနက်ထိပ်စီ2ရဲ့နှလုံးပေါင်းရင်3ပါဝါ8 38ကီးနဲ့4 9ဝန်းချင်း4 9ပရိတ်နဲ့ကိုကျွန်တော်38ဝန်းချင်း38ကီး4 9ဝန်းချင်း4 9ပရိတ်ကိုကျွန်တော်စီးထားတာလေးတစ်ချက်နေကုန်ကစားမှာဖြစ်ပါတယ်တစ်ချက်တော့စစ်ကြည့်ပါဦးနော်ဒီမှာကျွန်တော်38ကီး4 9ဝန်းချင်းဟုတ်ကဲ့အဲ့ဒါဆိုတော့ကျွန်တော်တို့စီးလိုက်တော့3ကိုဝန်းချင်းနဲ့ကတ်လိုက်တော့3 4ဝန်းချင်းနဲ့ကတ်တော့3 9 8ကီးကို4နဲ့ကတ်တော့8 4 8 9ဒီမှာတစ်ချက်မှားတယ်နော်8 9ရ8 4 8 9အဲ့တော့မှကျွန်တော်3ကီးနဲ့ကို4ပရိတ်4 9ပရိတ်ရှိတာဖြစ်တဲ့အတွက်ချိန်ပရိတ်4 9ချိန်4 9ပရိတ်ရှိရပါတော့အဲကြောင့်မလို့ကျွန်တော်ဒါဒီမှာ3နဲ့4ပရိတ်ရဖို့ရအတွက်3 1 3နဲ့9ပရိတ်ရဖို့ရ3 6 8နဲ့4ပရိတ်ရဖို့8 6 8နဲ့9ပရိတ်ရဖို့8 1ဒီ4ခွက်4 6ဒီ8ခွက်ကိုကစားမှာဖြစ်တယ်ပေါ့နော်ဒီနေ့ပုံမှာကျွန်တော်ရွေးပြထားတဲ့ main အနေနဲ့3 4 3 9 3 6
အရင်အနေနဲ့ကတော့4849868183ဒါနေကုန်ကစားရမှာဖြစ်တယ်ပေါ့နော်အခုမနေ့ကမှထွက်သွားတာလည်းဖြစ်နိုင်တယ်အခုမနေ့မထွက်လည်းညနေမှထွက်တာလည်းဖြစ်နိုင်တယ်ပေါ့အမေဆိုတော့အချိန်ကြီးကြည့်ရှုပြီးတော့ထိုးနိုင်အောင်လို့အများဆုံးတင်ပြလိုက်တာပါကျေးဇူးတင်ပါတယ်အားလုံးပဲတို့ဒီဝါသနာရှင်ချစ်မိတ်ဆွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေကံကောင်းကြပါစေကိုယ့်လက်ပါဘိုင်ဘိုင်